လာပြတို့ခွာညိုပန်းတွေပွင့်ရင်ဇရာအိုနွမ်းနေတဲ့အမေကိုတတိယဟိုးအတိတ်ကဟိုးအေးဆိုပြီးငိုတိတ်အောင်ချော့သိမ့်ခဲ့တယ်ကြောပေါ်ကအမေလက်ကလေးတွေကိုလည်းတတိယခမင်းစားရဲ့အသိဗျာကတိယူလို့ဇွန်ပေါ်ကအယုကလေးတွေနဲ့အမေဖယ်ကျွေးခဲ့တယ်သားသမီးတွေအတွက်ဆိုရင်ငါအမိဖတ်တော်အသားကြီးစားရတယ်လို့ပြုံးပြုံးလေးနဲ့မိန်ရှက်စွာစားပြခဲ့တယ်အပြောအဆိုးဆိုးသဘောရိုးအောင်မနှောပြိုးတဲ့အမေကသားတို့ကိုတင်ပေးခဲ့တယ်အဝေးအစားဆိုလဲအတစ်တိုင်းလိုပဲချစ်တရာပုံခဲ့၍ရှော့ဖို့ဝစ်စင်ပေးခဲ့တယ်အသက်တရားတွေကတော့သမတ်ကောင်းအောင်ပြည့်နှံနေတာမို့အမေကအစအချိန်တိုင်းလာတဲ့အမေများရဲ့ဂုဏ်အနှတရားကိုအပြုံးများစွာနဲ့သာဂုဏ်ပြုဆုတောင်းပေးပါရစေအမေဒီနေ့ဟာလဆန္ဒဖူးပွင့်လို့အမျိုးတိန်တွေကလည်းကင်းစကူတခွင်မှာလည်းလင်းရှင်းကထင်းနေတဲ့အာကာပင်ကျဲကောင်းကင်ရဲ့အောက်မှာရာသူညာချမ်းကလည်းအေးခွာညိုပန်းရနံ့ကလည်းမှွေအမေများရဲ့သရံပုံမေတ္တာကိုစမ်းကလည်းအရန်ကုန်လွှမ်းခြုံနေတာမို့နေရာတိုင်းကအမေများတိုင်းလည်းအေးမြသာယာရှိကြပါစေအမေများကိုစီပျော်လို့ရှိသောကဘဝင်လည်းကင်းကြပါစေအမေများနှလုံးရွှင်ကားပြုံးကုသိုလ်တရားနှင့်ပျော်ကြပါစေအမေများကိုယ်ဤစိတ်မှချီတောင်းစုပေးဝေအလီဖြစ်အမေများအားလုံးတသက်လုံးအေးငြိမ်းချမ်းသာရှိကြပါစေ